အခုနောက်စီစဉ်ကြားရောက်လာတဲ့စီစဉ်ကတော့ကျမတို့နော်ဝေနိုင်ငံမှာနေထိုင်ကြတဲ့ကလေးလေးတွေကနေပြီးတော့မြန်မာစကားသင်တန်းတက်ပြီးတော့ခါကြတော့သူတို့အခုပြောတတ်လာတဲ့မြန်မာစကားလေးတွေကိုဒီမှာပြန်ပြီးတော့အသုံးချကျင်တာဖြစ်တဲ့အတွက်တိုင်းရင်းသားဝတ်စုံလေးတွေနဲ့သူတို့ကျမတို့ model fashion show ပုံစံမျိုးရှောက်မယ်ပေါ့နော်ပြီးရင်တယောက်ချင်းစီကတက်လာပြီးတော့ maybe နာမည်မိတ်ဆက်မယ်ဘယ်လိုတိုင်းရင်းသားပါဆိုတာမိတ်ဆက်မယ်ဆိုတာမျိုးသူတို့ပြောမှာပဲဖြစ်ပါတယ်Ba, Juno neme sign ba, Juno ete kone ba, Juno leden teni bare, Juno Christian tan hiyama ne bare, Jesus tin bare. Tata neme santa babya, Tata neme santa babya, Tata seni piye babe, Tata kalinde teni bade, Tata ushlimani bade, Jesus tin bare. Minglava, Judoname Philippa, Jundo ete senipa, Ngate tene bare, Jundo dramen miuma ni bare, Jesus tin bare. Minglava shen, Temili neme kalo, Rebecca naisin pipare, Temili ete kalo, kone pipare, Liren Niten tet nilbate, Ulan manibare, Minde chin pipare, Jesus tin bare shen. မင်္ဂလာပါရှင်တမီးနာမကကျဲစင်ချမ်းမဲပါတမီးအသက်73နှစ်ဖြစ်နေပြီတမီး9တန်းတက်နေတယ်တမီးလေးဟမမနေတယ်ကျေးဇူးတင်ပါတယ်မင်္ဂလာပါကျွန်တော်နာမည်ဥက္ကပါကျွန်တော်အသက်7နှစ်ပါငါတဲ့ထနေပါတယ်ကျွန်တော် blog ကမီယိုမနီပါတယ်ကျေးဇူးတင်ပါတယ်မင်္ဂလာပါသမီးနာမည်ကဆိုဖီယာမျိုးလင်းပါအသက်က7နှစ်ပါ9တန်းတက်နေပါတယ်ဝက်စပီမြို့မှာနေပါကျေးဇူးတင်ပါတယ်မင်္ဂလာပါတတမနာနေပါရှင်ပါတုံတုံလေဒရမန်နေပါတဲ့ဒီမနTataတို့မြန်မာနိုင်ငံမှာတာရင်သားလူမျိုးများတူနေကြပါတယ်ခင်ဗျာ။ဒီကတာရင်သားစစ်မျိုးရှိပါတယ်ခင်ဗျာ။ချက်ချင်းကရခေချင်းမောမမရခိုင်ရှိရှမ်းအခုတိုင်းသားရောရာဝတ်စုံများကိုစင်းပြသမှာဖြစ်ပါတယ်ရှင်